မင်္ဂလာပါဇောင်းနဲ့စတီမှာပြန်လဲချိုးချိုလိုက်ပါတယ်ဗျကဲဗျဒါလေးကတော့အင်ဂျင်ပါဝါ150ဒါရန်သုံးမင်းမိုးကိုင်းလေးကိုကျွန်တော်ဒီမှာလာရောက်တက်ဆင်သွားခြင်းဖြစ်ပါတယ်ဗျဒီကောင်လေးကမိုးကိုင်းလေးနဲ့မိုးဘက်နဲ့ဘေးကနှစ်ဖက်နောက်ပိတ်လေးနဲ့အုပ်စုံလေးဖြစ်သွားမယ်ကစတမာချစ်ကိုရဲ့ကျွန်တော်10ရင်းကြလေးလာရောက်တက်ဆင်သွားတာနောက်ပိတ်လေးတွေဆိုလို့ရှိရင်ကျွန်တော်မန်ကြီးပေါလေးနဲ့နောက်ကြည့်လို့ရအောင်လဲကျွန်တော်ဒေချာလေးတက်ဆင်ပေးထားတယ်ပြုတ်လို့တက်လို့လောက်ကူအောင်လဲကျွန်တော်ဂျိတ်ပေါလေးနဲ့ကျွန်တော်ဒေချာလေးလောက်ပေးထားပါတယ်ဗျဘေးကလေးတွေဆိုလို့ရှိရင်အောက်မှာတီးရိုးဝါညာချစ်လို့ရအောင်လဲကျွန်တော်ဂျိတ်တက်လေးရအောင်ဆက်ကျွန်တော်တစ်ခါလေးတက်ဆင်ပေးထားပါတယ်ဗျပုံမှန်တိုင်းလေးပဲကျွန်တော်2000နောက်ပြည်လေးသွားပေးထားတယ်အောက်ကဟင်းလိုင်းချူလေးလည်းကျွန်တော်သုံးပေးထားပါတယ်ဗျပစ္စည်းလေးနိုင်ငံပြည့်လဲမှုကြောင်းကျွန်တော်တို့တွေအစီအမံအောင်အများနဲ့တက်ဆင်ပေးနေပါတယ်ဗျဘေးမှာဆိုလို့ရှိရင်လည်းကျွန်တော်မိုးလေးတွေချိတ်လို့ရအောင်လဲကျွန်တော်ဂျိတ်တက်လေးတွေအောင်ဆက်ကျွန်တော်တစ်ခါလေးတက်ဆင်ပေးထားတယ်အရှိဘက်မှာလည်းဂိုင်းပြူကျွန်တော်ရင်းမချောင်းကျွန်တော်ချုပ်လေးလည်းတီချာလေးချုပ်ပေးထားပါတယ်ဗျအောက်ဘက်မှာဆိုလို့ရှိရင်လည်းပူကန်ထရလေးလည်းပါမယ်လေသာမိုးလေးနဲ့လုံးဝလှည့်ကြည့်ကြမလို့လောက်အောင်ကောင်းပါတယ်ခင်ဗျအရှိဘက်မှာလည်းဗတ်မှန်အလဲတိုင်းလေးတစ်ခုပဲလူချင်တာမလို့ကျွန်တော်အလဲတိုင်းလေးတစ်ခုပဲကျွန်တော်တက်ဆင်ပေးထားပါတယ်ဗျပစ္စည်းလေးနိုင်ငံပြည့်လဲမှုကြောင်းစင်းလုံးလေးလည်းနိုင်ငံပြောင်းလဲမှုရှိပါတယ်ဒါကြောင့်မို့ချရတဲ့ customer များအနေနဲ့ကျွန်တော်ဒီမှာဝယ်ယူနေတာဖြစ်ဖြစ်စင်းလုံးလေးတည်ကျင်နေတာဖြစ်ကျွန်တော်နောက်ဘက်မှာ sign name လေးလည်းထည့်ပေးထားပါတယ်အရှိဘက်မှာဖုန်းနံပါတ်လေးလည်းပါပါတယ်ခင်ဗျဖုန်းနံပါတ်လေးကိုဆက်ပြီးတော့ဆက်သွယ်ဆောင်စံမေးမြန်းနိုင်ပါတယ်ခင်ဗျယုံကြည်မှုနဲ့အခုလိုမျိုးအားပေးတဲ့ customer ချစ်ကိုယူလေကျွန်တော်ဘက်ကနေထူပင်ကျေးဇူးတင်ပါတယ် customer များအမြဲတမ်းဆင်ပြေဖို့စိတ်တိုင်းကြဖို့ကျွန်တော်တို့ဘက်ကလည်းအမြဲတမ်းစူးစမ်းလေးရရှိပါတယ်ဗျအခုလိုမျိုးနယ်ဝေးရနဲ့အားပေးတဲ့ customer ကိုယူလေကျွန်တော်တိချာလေးတက်ဆင်ပေးလိုက်ပါပြီခင်ဗျ